English လိုမျိုးဈေးစစ်ချင်တဲ့အခါမှာဘယ်လိုလေးစစ်ရမလဲအတူတူကြည့်ရအောင်အရင်ဆုံးဒီပစ္စည်းလေးကိုတွေ့လို့ဒါလေးကဘယ်လောက်လဲလို့ဈေးနှုန်းသိချင်ရင် How much is this How much is this အကယ်၍သူကကီလိုနဲ့ရောင်းလို့1ကီလိုဘယ်လောက်လဲလို့မေးချင်တယ်ဆိုရင်နော် How much is it per kilo How much is it per kilo အဲ့တော့မှကွာဈေးမေးလိုက်လို့ဈေးကနည်းနည်းများနေဈေးလေးနည်းနည်းလျှော့ပေးလို့ရမလားလို့မေးချင်တယ်ဆိုရင်နော် Please reduce the price a bit Please reduce the price a bit ဒီလိုလေးသုံးလို့ရတယ်အဲ့လိုမဟုတ်လို့သူလျှော့ပေးတဲ့ဈေးကကိုကထပ်များနေလို့ပေါ့နော်ထပ်ပြီးတော့လျှော့ပေးလို့မရတော့ဘူးလားဒီလိုလေးပြောချင်တယ်ဆိုရင်နော် Can't you reduce it further Can't you reduce it further ဒီလိုလေးသုံးလို့ရတယ်အကယ်၍ကိုကသူပြောလိုက်တဲ့ဈေးနှုန်းကိုသဘောကျလို့ကိုကယူတော့မယ်ဆိုရင်တော့ဟုတ်ကဲ့ကျွန်မဒါလေးယူမယ်လို့ပြောချင်နော် I'll take it I'll take it မယူတော့ဘူးကိုကသဘောမကျလို့ပေါ့နော်နောက်မှပြန်လာခဲ့မယ်နော်လို့ပြောချင်တယ်ဆိုရင်နော် I'll come back later I'll come back later ဒီလိုလေးတွေပြောလို့ရတယ်ဒါဆိုရင်တော့ဈေးဝယ်တဲ့အခါမှာအရန်ကိုအသုံးဝင်မယ်လို့ယုံကြည်ပါတယ်တစ်ချက်ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်လာခဲ့မယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye